တို့ဆက်ပြီးပြောချင်တာကတော့ chapter 3နော်ကျွန်တော်တို့စနစ်ဟောင်းတော့ chapter 4လေးအားနေကြအောင်နည်းနည်းပြန်ဆက်တယ်ဝိရှားပြီးဆိုရပြေးကြတယ် extra နဲ့ post ကပါပဲအဲ့ဒီမှာကျွန်တော်တို့တွေကဟုတ်ပြီဝိရှားတဲ့အပိုင်းကိုဆက်ပြောလို့ဆိုလို့ရှိရင်ဒီသူ့ရဲ့မူလအခြေအနေကနေပြီးတော့ဟုတ်ပြီနော်အခြားတနေရာကိုပြောင်းသွားနိုင်တယ်ရေးသွေးထုတ်တော့ဒီမှာအဲ့ဒါမှကျွန်တော်တို့အားနေပြီလေဆိုဆိုတာရှိအဲ့ဒီမှာအယောက်တို့အားလုံးမှာအားတက်ရတယ်ပြီးတော့ဟုတ်ပြီဟုတ်ပြီနော်ကျွန်မကဒီအုပ်နေရတာကဲကိုဆောက်ဆောက်ပြတာဒီနေ့ကိုကျွန်မရှိမှအားအကုန်လုံးကို7 နှစ်တုံးဆိုတော့ဘယ်လိုမှရွေးမှာမဟုတ်ဘူးဒါဆိုရင်ရွေးပြီဆိုရအားဆိုရမသိရင်တော့အရာဝတ္ထုတွေရဲ့ဂုဏ်သတ္တိတွေရှင်မြဲရလို့ဆိုစမ်းရွေးမြဲရလို့ဆိုစမ်းအင်နာရှာကိုစောင့်နေတယ်အင်နာရှာကဘယ်သူ့ကိုမှမိကိုလဲဆိုရင် mass drug ကိုမှမိကိုဘယ်လိုကြီးနေကျွန်တော်တို့တော့ခက်နေပြီလေ drug လဲလေလွယ်မှုတွေလေအဲကြောင့်ကျွန်တော်တို့အင်နာရှာဆိုတဲ့ဘုရားကိုစတင်နေစတယ်ဒီကကတော့ယူတန်ရဲ့အခန်းပေါ့ဘယ်နော်ဘာလဲဆိုလို့ရှိရင်ယူတန်ကဒါအဲ့နောက်ခန်းဒီမှာလည်းပြောပြမင်းညဆိုလို့ရှိရင်ဆရာဆရာမတွေလို့ဆိုပြီးသားပါဒါပေမဲ့မင်းညကကျွန်မစက်တာလဲမှဖတ်ကြည့်ရတယ်သိတယ်မလားစက်တာလဲမှဖတ်ကြည့်ရတယ်တော်လေးစာလေးစက်တော်လေးဘလောက်မှမရှိစက်တာဒါပေမဲ့တစ်လုံးနဲ့တော့တောင်းယူပါကွမ်တန်ဟုတ်ပြီနော်လို့ရှိလို့ရှိရင်ဘယ်လိုဆိုလို့ရှိရင်မရှိဘူးလေညအဲ့ဒီမှာဘာလဲ cosmology နဲ့ဆက်ဆောင်တယ်ဒီကတော့ပါဟာနာမည် laws နာမည်တိလာတယ်နော်ပြီးတော့မှ background လာတယ်ဆရာစမတို့ကဘာနဲ့ရှင်းဖို့ရှိလဲဆိုလို့ရှိရင်အဲ့တော့လွယ်ကူလေးချိန်ပြီးရှင်းလို့ဒီကမတ်တက်ပြီးလာအားတော်တော်လေးနော်အဲ့လိုဒီတိုင်းပဲလို့ရှိရင်ဒီနေ့တော့ရက်ဆက်ရကြတယ်ပြောချင်ကျွန်တော်မာစတာလောက်မှတရားလေးအရာမျိုးတွေသို့တော်လည်းပြောပြတာလေးနေလို့မရဘူးဆိုတော့ပြောပြတာနော်ကိုယ်တိုင်လည်းအဲ့လိုလုပ်ဖို့လိုတာနော်အဲ့ဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုကျွန်မဆက်ပြောမယ်အင်နာရှာဆိုတော့ကျွန်တော်တို့ကရင်းမြင်းရဲ့လူတွေစံတာရွှေမြင်းရဲ့လူတွေစံတာအဲ့ဒါကိုလေ့လာရပါတယ်အဲ့ဒီမှာ classical physics မှာလေကျွန်တော်တို့က Newton နဲ့ Maxwell theory ဆိုပြီးတော့ Newton က particle ကိုရေးပြီးတယ်လေ့လာနေတာဒီ Maxwell ကျတော့ wave ကိုလေ့လာနေတာကျွန်တော်တို့ classical physics က particle ဆိုပြီးဖြစ်ရှိတယ်အဲ့တော့ particle က wave ပဲရှိတဲ့ဥစ္စာကြီး19ရာစုတည်းတော့ okay ဆိုပြီးပဲနောက်ပိုင်း19ရာစုနဲ့အကုန်20ရာစုနဲ့အစမ်းမှာတော့ဒီလောကကြီးမှာဖြစ်တဲ့ဒီဘက်တွေကဘာလာရက်ကိုဒါနဲ့ရက်လို့မရဘူးဒါအဲ့ဒီအခါကျမှပြောလို့လောလောဆယ်ကိုအားအကြောင်းကိုပြောတယ်ဒီအားအကြောင်းနဲ့ပတ်သက်တာလေအရာဝတ္ထုကိုဘာနဲ့တတ်မှတ်လဲအမောကိုနဲ့တတ်မှတ်တာအမောကိုဘယ်သူပိုင်လဲဘယ်လောကအများဆုံးရှင်းရတယ်နျူတန်ကအများဆုံးရှင်းရတယ်အဲနျူတန်ခံတယ်ဟုတ်ပြီနော်အဲဆိုလို့ရှိရင်ဒါကျမတို့ဒီမှာအကြပါလဲဆိုနျူတန်ရဲ့ inertia အကြောင်းအကြောင်းသင်ရမယ်သင်ရလို့ပြောစမ်းဒီခန်းကိုလေ့လာကြည့်ခလေးတယောက်က inertia ဆိုတဲ့ဘောတရားကောင်းပြီတော်တော်ပြင်းလာတဲ့ခလေးတယောက်ကဆယ်ရက်တည်းမှာပောက်ကမှဆရာဖြစ်ချင်တယ်ဆိုကျိုးစားလေးကျိုးစားဖို့စူတောင်းလေးစူတောင်းဖို့အနည်းတည်းလုံးဖြစ်နေတယ်ဒါတည်းတနည်းချင်းနဲ့ချင်းကတ်တယ်သူမစင်းတဲ့လို့3 လေးနှစ်လောက်ကြာပြီးပြန်ကျိုးစားတယ်ဟုတ်ကောင်းဟုတ် inertia အရင်ကြီးသွားဟုတ်ပြီနော်အဲဒါအဲ့ဒါဆိုလို့ရှိရင်သူဒီလိုပဲinertia တဲ့ဘောတရားကိုအပြင်မှာရှိနေတယ်တိကျတင်စားလွယ်ကူစေတဲ့ example လေးတွေရှင်းပြပါဟုတ်ပြီနော်တစ်ချက်ပြီးရင်အားရေလာခြင်းအခြေအနေကိုပြောင်းနေတယ်ဆိုတဲ့အကြောင်းကိုပြောပြပါဟုတ်ပြီနော်အဲ့ဒါလေးပြောပြမယ်ပြီးတော့ဒေါသနဲ့ခုကြောင်းမှာဆိုတော့ तू က red square ကိုတက်ကြည့်တာနဲ့ထပ်ပြောင်းနေဆိုဘာမှမဟုတ် FG ကိုပြောတာဟုတ်ပြီနော် M1 M2 ပါ D square ကိုပြောချင် yes ဟုတ်ပြီနော်အဲ့ဒီမှာဆိုလို့ရှိရင် तू ကအဲ့ဒီဒါတော့ M1 M2 ပါ D square ဆိုတော့ဟုတ်ပြီနော် mass နှစ်ခုအရင်ကြီးတဲ့အရာကိုထုတ်လို့ဖြစ်နေတယ်ဆက်ကြတော့လာလို့ဂျိုးလေးတစ်ခုနဲ့တစ်ခုဝေးကွာနေရတယ်ဖြစ်နေတယ် distance အပေါ်ဝေးကြီးတာပူစားလို့ဒီလိုလုပ်တယ်ကျွန်တော်တို့ charge တွေကြတယ်ဆက်စပ်လို့ဒီနော်ကျူရင်းကြီးက R square charge တွေကအပေါ်ထဲမှာနေပြီဟုတ်ပြီနော်အပေါ်ထဲမှာနေခဏထားနားလေးတော့ပြောတယ်အဖို့ဆိုပြီးတော့ဘာဖြစ်လဲ nucleus မှာရှိ nucleus အလုံးကို electron ကိုလက်ပတ်စောက်ပိုင်းပုံစံလက်ပတ်သူဒီဘာဖြစ်လဲအချင်းဝတ်ပုံစံလက်ပတ်သူအပေါ်ဝေးကြီးအားလုံးတယ်ဒါလေးပေါ့ဟုတ်
ပြီဒါဆိုလို့ရှိရင်အဲ့ဒီဥပဒေကိုလည်းလည်းသိယူလာတယ်ဒါလို့ဒွတ်ထုနဲ့အလေးချိန်ကွဲပြားခြားနားစွာဒီခန်းကပြီးစီဒွတ်ထုလို့ပြောရင်လေးစီလိုကလေးတွေကကျန်တော်ပြီးတော့မကွဲဘူးဖြစ်ဒီခန်းမှာအဲ့ဒါပဲပြီးတယ်ပြီးရင်မတူညီတဲ့အာအမျိုးအစားတွေကိုပြောလာတယ်ဟုတ်ပြီပြောချင်လို့ရှိရင်နောက်တစ်ခုအဟုန်နဲ့အဟုန်ကြီးရဲ့ချင်းနေတာပါဒီခန်းမှာသင်ရတယ် moment ဆိုရင်လေ့ကျင့်ပါတော့ပါတော့ moment ဆိုလေ့ကျင့်ပါနော်အဲ့လိုပြီးနောက်တစ်ခုကျတော့ free fall ပြဿနာကိုပြန်ပါတယ်အဲ့ဒါတော့ address ရအားလေပုံမှုအား frictional force gravitational force အဲ့ဒါဟာပြန်ပါလာတယ်သင်္ချာနဲ့ဆက်နွယ်ပြီးပုံစံတွေကိုပြရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးပြောချင်တာရေရှားခြင်းဖြစ်စဉ်ကအင်နာရှာရဲ့အသိဉာဏ်တွေပါတယ်အားတွေဒွတ်ထုတွေနဲ့နျူတန်ရဲ့ရေရှားခြင်းဥပဒေတွေနဲ့သင်ရတယ်ဒါဆိုဆရာဆရာတို့ဒီကအဲ့ဒီမှာနော် dynamic ဆိုတာတော့ဒီကလေးရေရှားမှုထွက်ပြရတဲ့အခါမှာအရေးကြီးဆုံးတစ်ချက်နောက်တစ်ချက်တော့ကျမတို့တွေကနော် fundamental concept ရေရှားမှုကိုလေ့လာပြီးဆိုရွေးပြီးဆိုတဲ့ကအရာဝတ္ထုတွေတော့လေမြတ်မြတ်ခဏထားပြီးရွေးပြီးဆိုတဲ့ကအရာဝတ္ထုတွေတော့လေဆိုတော့အားနဲ့လက်ထုဟာရေရှားမှုကိုလေ့လာတဲ့အခါမှာအဓိကကြတယ်တော့အဲ့လိုပြောရင်နားဆုပ်တယ်တွေ့တာပြီးခဲ့တယ်အမုံလေးမှုတွေပါအဲ့ဒီအမုံလေးတွေ mass ဒီမှုတွေပါလို့ပဲတို့တွေအားလို့ပဲဒါကြောင့် dynamic ဆိုတာဘာလို့လဲ mass နဲ့ force နဲ့ကိုလေ့လာတဲ့ပါတယ်ဒါကြောင့်ဆို mass နဲ့ force နဲ့ဒီ dynamic ရဲ့အခြေခံကျဆုံး concept သူတို့မှာကျွန်တော်တို့ရဲ့ force နဲ့ dynamic ကြောင့်ဒီနေရာတစ်ချက်နော်အဲ့ဒီမှာ R ဆိုတဲ့ definition ထည့်ပေါ်လာတယ်အဲ့ဒါလေဒီနေ့ကစနစ်အောင်လေပါတီပဲ definition ထည့်တယ်မထူးဆန်းတော့ဟုတ်ကဲ့အဲ့ဒီမှာကလေးတွေကို R definition တွေပေးမယ် equation တွေပေးမယ် unit တွေပေးမယ်ပြီးတော့မှနောက်တစ်ခု 1 to 10 definition ပါဒါကိုကြည့်ချင်တာကျွန်တော်တို့မှာ unit တွေအများကြီးရှိတယ်1 to 10 1 to long ဟုတ်ပြီနော်1ကိုအများကြီးပဲ unit တွေမှာ definition လုပ်တယ်နော် unit တွေ definition ကကလေးတွေက definition တွေအများကြီးကြည့်ရတယ်နော်အစံ unit တွေက definition တွေကြည့်ရတယ်ကောင်းဘူးနားမည်ဆို definition ကဖောက်တယ် equation ကဖောက်တယ်ကိုစပင်ရည်ကို equation က f equal to m 1 meter ဆိုတာပါလေ1 kilogram ရှိတဲ့အတွက်သူကအရှင်1 meter ကစက္ကန့်ဆိုရလာသူ့မှာအပေါက်သုံးရမယ်1 meter ဟုတ်ပြီနော်အဲ့လိုမျိုးတွေက equation တွေစတင်တဲ့အခါကျွန်မအဲ့လိုပြောတာ equation တွေစတင်တဲ့အခါကိုကျွန်တော်ကတော့ဟောလို့ရှိမရှိဘူးအဲ့ဒီကတော့ m လို့ဘယ်တော့မှမတည်ဘူးနော်ဘယ်တော့မှတည်ခုနက1 meter ပြောလို့နော်1 meter ဆိုတာပါလေနော်1 equal to m ပြီးတော့1 kilogram ဓာတ်ထုပါအရှင်1 meter ပါစက္ကန့်ဆိုရောက်လာသူ့မှာအား1 meter တဲ့လို့ခေါ်တယ် equation တွေအဲ့လိုရှင်းရှင်းပြီးသူက equation အရင်ရေးနေတာစက်ဆက်တင်တော့မိလည်းနေနော်မမေ့တဲ့နေမှာပြလာဒီကလေးတွေက engineer တော့မဖြစ်တာဘူးသူကောင်းကောင်း equation ကိုသုံးချတတ်ပြီးတော့ product ကိုကြည့်ချင်တယ်နော်အားကြောင့်ဒီသွားပြီအားကြောင့်ဒီသွားပြီဆိုရှင် two state of motion အဲ့ဟုတ်ပြီရွေးစားလို့ပါနော် two state of motion ကခေါင်းစဉ်ကျင်လာတယ်ရွေးရက်နေလို့အဲ့ဒီနော်အဲ့ဒါရွေးစားခြင်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာမရွေးစားတဲ့အရာကိုရှိတယ်ရွေးစားတဲ့အရာကိုရှိတယ်မရွေးစားတာကိုရက်တယ်လို့ခေါ်ရွေးစားနေတာတို့တွေခုချိန်မှာဘာနဲ့လေ့လာလဲကိန်းတွေအရင်နဲ့လေ့လာကိန်းတွေနဲ့လေ့လာနော်ပုံမှန်မဟုတ်တဲ့ Brownian motion လို့နော်အပါလေးဆိုလို့ရှိရင်ဆက်ပြီးတော့ဒီလိုပေါ့ဆက်ပြီးတော့ဘာဖြစ်လဲပုံမှန်မဟုတ်တဲ့ undefined direction နဲ့ written လို့တွဲသွားလို့တောင်းလို့ကိုဒီကမ်းမှာလေ့လာပြီးကျွန်မတို့တွေက constant ကိစ္စတွေလေ့လာတယ် inertia နော် example လေးသုံးရပါတယ်အရှင်နဲ့ရေမောင်းလာတဲ့ကားကဘာဖြစ်လဲစက္ကန့်နဲ့ခေါင်းပွဲတယ်ချော်လဲတယ်စသည်ဖြစ်လို့ပြောလို့ရတယ်တို့ example လေးနဲ့ကြားပြောတယ်ဟုတ်ပြီရွေးချယ်လို့ဆက်လို့ရှိတာကျွန်တော်တို့စနစ်အောင်မှာပါလို့လေနော် first law second law third law ဆိုပြီးတော့ရှိဟုတ်ပြီနော်အဲ့ဒီကမှာဘာလဲဆိုလို့ရှိရင်ဆက်စမ်းလို့ဒီတာတိုင်းပဲအားရှိ
ရှိန်လို့ကြည့်အခုလို့အားနဲ့အရှိန်ရှိမှအားဖြစ်ပေါ်တာအားဖြစ်ဖို့အတွက်အရှိန်ရှိမှဖြစ်တာအဲဒါအားမရှိအေးမရှိလို့ခလေးကိုပြောလို့မှတ်ထားလို့ရတယ်ဒါပေမဲ့ရှိကတော့ကိုကိုလို့ရတယ်ဟုတ်ပြီသူမှကြတော့အဲ့ဒီလောကိုဘာလို့ခေါ်လဲဆက်စမ်းပြီးတာ laws of inertia လို့ခေါ်တယ်ဒါဆိုရင်ကျမတို့မှာဂုဏ်တတိတစ်မျိုးလေးမှာရှိနေတဲ့စာသားတွေအောင်နာမည်မျိုးရှိတဲ့လူမျိုးမျိုးရှိစတီဖန်ဘော့စမန်လောဘာလို့ခေါ်လဲ relation law လို့ခေါ်တယ်နောက်တစ်နာမည်တစ်ခုကဘာလဲလို့လည်းပြောလို့ရတယ်ဒီမှာလည်း laws of inertia ကို define လုပ်နေလိုက်လို့ရတယ်အဲ့ laws of inertia အကြောင်းနာမည်ပါ Newton's first law ဒါတော့တစ်ခါနဲ့မေးရမှာအခုဘာကြောင့်လေးလဲdrag to အကြောင်းရွေးရှားမှုဆိုင်ရာလေ့လာအဲ့လိုရွေးရှားမှုဖြစ်ပေါ်တယ်ဘာမျိုးစားလဲအားမျိုးစားကိုလေ့လာပြောချင်တယ်ကျွန်တော်တို့ mechanic ကိုလေ့လာဟုတ်နော်အဲဆိုရင်ဆက်ပြောပြီးအမှဆိုလို့ရှိရင်ဒီလိုလေးတွေရပြီးတာဆိုလို့ရှိရင်ဟုတ်ပြီ second law အဲ့ဒီမှာလေဒီတော့ equal to m လို့မလုပ်နေရင် f net ဆိုတာမပါနဲ့ဆော့တယ်အဲ့လို net ရှိမှ din a ရှိခလေးတဲ့ကပုံမှန်လေး scale စီနေသူ့မှာကျွန်တော်တို့အားနေတွေ့နေလို့မရဘူးပုံမှန်လေးတွေ့နေအဲ့တော့နောက်တစ်ကပို့ပြီးအရှိန်ပြင်းတဲ့ဆက်ရင်းရတာဒီလိုမျိုးလေးတုံးပြီးဆက်တော့သူဆက်နေ stick ချင်းပါဒါလေးအားရှိဒါကြောင့်သူဒီပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောသလိုပဲ f net ဆိုတဲ့စကား net ဆိုတဲ့စကားအတက်တယ်ဆိုတော့ f net equal to m ပါ f equal to m လို့ပြောတာမရှိဘူးစီနေလို့ဘာဖြစ်လို့သူရဲ့အနှစ်သာရတော့အေးဖြစ်ဖို့အတွက် constant velocity မှာ stick ကိုပြန်စေချင်တယ်လေဟုတ်ပြီနော်အဲ့လို stick ပြန်လာတယ် acceleration ရှိမှအစင်းနေတာလေဟုတ်ပြီနော်အဲ့ဒါချင်းနောက်တစ်ခါတော့ကျွန်တော်တို့ကပြောနေဆို equal to ma ပြီးတော့ mass တွေ constant ဖြစ်တော့ဟုတ်ပြီကျွန်တော်တို့ equation မှာဆရာကျွန်တော်တို့တတိထားပြီးညီညာချင်းတစ်ခု equation ရှိတယ် varies equation ရှိတယ်အဲ့ဒါကိုဘယ်လိုများခံစားရလဲ varies equation ဆိုတာ theoretically true theory ဘိုင်းဆိုင်ရာမှန်ကန်ချက် equation ညီညာချင်းဟာလက်တွေ့ဘိုင်းဆိုင်ရာ equation ပြောတာ varies ဆိုတာကသိပ္ပံပညာစဉ်းစားလိုက်တယ်ဟုတ်ပြီအရှိန်များရင်များလို့ငါအားများရင်များလို့အရှိန်များဟုတ်တယ်နော်ဒါသူ့ရဲ့ concept အစစ်ပြီးတော့ပြောမယ်ဆိုရင် theory ဘိုင်းဆိုင်ရာနဲ့မှန်ကန်တဲ့ဟာဒီသူလေးကလည်းကိစ္စတွေမှာသူ့ရဲ့ concept အစစ်သူကပြောတယ်မနေ့ကလည်းပြောတယ် theory အတွက်တွေးပြီးပါဆိုရင်သိပ္ပံပညာရှင်မှာတွေးတော့ပြီးတော့လက်တွေ့လုပ်ဆောင်တဲ့အခါမှာ theory ဘိုင်းဆိုင်ရာအနေနဲ့ပေါ်ဟောင်းမှုရှိတယ်။အခုဆိုဘာလောကကြီးမှာမနေ့ကပြောလို့မမြင်ရတဲ့ pressure တွေ moisture တွေတော့ surrounding တွေအကုန်လုံးကဒီ theory ကိုနှောက်ယှက်မှုဖြစ်စေရှိတယ်။အဲ့လိုမျိုးရှိဥပမာနားလည်တယ်ကျွန်မ protocol ကိုစီးချင်တယ်။အဲ့ဒီ protocol ကိုအတိအကျ electronic balance နဲ့တိုင်းလိုက်တဲ့အခါအဲ့ဒီစီထားပါတော့။တစ်စက်တည်းမှာ3 4ချက်တာဆိုတာနားလည်တယ်။တစ်စက်တည်းမှာ3 4ချက်တာအဲ့ဒီ3 4ချက်တာအပြည့်အဝရှိတဲ့စီကိုကျွန်မအဲ့ဒီခေါ်တာနဲ့အခြားခေါ်ကိုလောင်းချင်တစ်စက်တည်းမှာ3 4မဖြစ်တာပဲကြာ။ဒါမျိုးပြောချင်နော်။တဘာဝလောကကြီးရဲ့ဘာလို့ဆိုလို့ရှိရင် physics ပိုင်းဆိုင်ရာကြည့်နေဆိုတော့မမြင်ရတဲ့ stick ကိုအကုန်လုံးက theoretically ကိုအပြည့်လက်ဆိုလို့ရှိရင်လိုအပ်ချက်တစ်ခုရှိစီ။အဲ့ဒီလိုအပ်ချက်က theory မှာပဲ concept ကိန်းအဲ့ဒါကြောင့် varies ဆိုတာညီညာချင်း concept varies เนี่ยမှာညီညာချင်းတဲ့ concept ကိုထည့်နေတာဟုတ်ပြီနော်ဒါကိုပြောချင် have you got an ma ဆိုလို့ sorry ကြောက်ကြတယ် f varies a ပြောချင်တာဒါဆိုရင်ကလေးတို့ဒါဆိုရင်ကျွန်တော်တို့မှာဘာတောင်းလို့ရှိတယ်လဲဆိုရင် definition တစ်ခုရေးခိုင်းကျွန်တော်တို့ကလေးတို့ရေးခိုင်းတယ် varies ရေးခိုင်းတယ် equation ညီညာချင်းရေးခိုင်းတယ်သူ့ရဲ့အဓိပ္ပာယ်ကိုပြည့်စုံပြီးလို့ဒါပေမဲ့ညာချင်းတွေက varies ဆိုတဲ့အဓိပ္ပာယ်ကပါလေသူ့ရဲ့အမှုချင်းကိုပြောတာပါပဲဒါနဲ့ဒါနဲ့မဲ့ဒါနဲ့ဒါနဲ့မဲ့စတဲ့ဒီအမှုချင်းကိုပြောတာဘုကောင်က principle မှာပြောတာသင်္ချာ equation ဖြစ်နေပြောနေတာအဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဟိုကempirical formula လို့ပြောရတယ်နော်လက်တွေ့လုပ်ဆောင်ပြီးတော့ထုတ်တဲ့ equation ကို formula လို့ပြောတယ်နော်ဒါဆိုလို့ရှိရင် f equal to ma ဆိုတာကရတော့တစ်ချက်နောက်တစ်ခုကကြာတော့ကျွန်တော်တို့ကဘာရှိလဲဆိုလို့ရှိရင်အဲ့ဒီမှာလည်းလုပ်သေးတာကျွန်တော်တို့သိပြီးသားနော်သတ်တော့
နော်တရားမှုတိုင်းမှာတဏှာတရားမှုရှိတယ်လို့ပြောကြတယ်ဟုတ်တယ်နော်အဲ့ဒါကတော့အမှန်ကန်နော်သူကပြောတယ်ဗာလေအရန်တုံးတာကိုခက်ပြီးတယ်တရားမှုတိုင်းမှာတက်ငါတို့ဘက်တက်ချက်ရတာပြန်မှုမရအောင်ဆိုအဲ့လိုရှိတယ်အဲ့လိုစိတ်စားနေဟုတ်လားဒါစမသိကြတော့နော်တရားမှုတိုင်းမှာတက်မှုရှိတယ်ဆိုတော့အမှန်ပဲနော်အပိမှန်သိလေဒါတော့ဒီစက်ပြနေကြတာဟာအပိမှန်သိပေးချောင်းသိအောင်လည်းပြတာဘူးသူတို့လည်းရုပ်ရှင်နေကြည့်တယ်အာတကယ်ကြည့်ရတော့ကောင်းလေးကချက်တာချက်ပြီးတော့ကြိုက်တာဟိုကသိမှမသိပဲမသိတော့သူ့မှာစဉ်းစားကြကြောင်းမရှိဘူးနော်ထုတ်လို့မှလည်းသိမှာပေါ့အဲ့ဒါမှလက်ခံပါဆိုတာသူကိစ္စအဲ့ဘယ်ရောက်ဝင်နေတာလဲနော်ဟုတ်လားတရားမှုလည်းမှာတရားမှုရှိတယ်ဆိုတာအဲ့ဒါထိရဆိုတရားမှုရှိတယ်တကယ်လို့အဲ့လိုမသိဘူးကျန်တာတော့မသိဘူးမိဘနဲ့တာသမီးဖြစ်တဲ့အချက်ကတော့တကယ်တရားမှုတကယ်ရှိမိဘကတာသမီးကိုကောင်းကောင်းပြုလုပ်ထားတယ်ဟုတ်ပြုတော့တာပဲဒါမသိတယ်မလားပြုစုပြောတော့ဒီနဲ့မှန်လို့ရှိတယ်တကယ်ကိုမွေးတဲ့ဘယ်လိုကိုဆက်တဲ့ပုံကိုစားအလုံးဝသိချာနော်တာသမီးကောင်းဆိုမိဘကောင်းစီလားအလုံးဝသိချာတာသမီးကတားချင်မိနဲ့ပါတယ်တအားဝင်ပြီမိဘတွေကလည်းကောင်းမွန်လုံးဝအသေးချာအဲ့ဒါတော့လုံးဝအသေးချာစနစ်ချင်းတော့မသိဘူးတဲ့မှုမှာတကယ်တမ်းမှုရှိတယ်မိဘတွေအမှန်နော်အရင်ကြီးစိုးနေတော့အဝေးကျွေးလို့နော်အဲ့လိုရှိမိဘတွေကောင်းတဲ့သားနဲ့တန်းလေးဆိုတယ်ဆိုတော့မိနဲ့တစ်ခုလို့ပြောတာပေါ့ချစ်တာဘာလို့လဲအလုံးကြုံလို့လိုက်နေတာဘာလို့ဖြစ်လဲဒီမဆိုးမရိုင်းအောင်တင်နေတဲ့သူဖြစ်အဲ့ဒါမျိုးရှိနော်အဲ့ဒါလေတရားဝင်မှာလည်းတန်းကြည့်တယ်အဲ့ဒီ second of first second ဒါလေးအတူတူဟုတ်ပြီအဲ့ဒီမှာနည်းနည်းလေးအတကယ်ပါတာ important facts ပေါ့နော် related to force which arise from the Newton law as follows ဟုတ်ပြီအဲ့ဒီမှာဆိုဟုတ်ပြီဒါတော့ sorry အစ်တော့မဟုတ်ဘူးပေါ့အနည်းချင်းလေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် Newton law မှာဆိုလို့ရှိရင်ဒေတာလာကတော့သူဒီ separate object ပဲရတာတခုလည်းမဟုတ်သူတို့အားမကြည့်ဘူးဟုတ်ပြီနော်နေတစ်ချက်ရလို့ငါချက်ရမခဲ့ကြည့်ဘူးဆိုတာလက်ကနေခလုံးလာပါဟုတ်တယ်လေမရိုက်ခင်ကိစ္စကိုပြောတာမဟုတ်ဘူးမရိုက်လို့ငါရောက်ရင်ကြေအောင်လိုက်တယ်ဆိုတော့ညစလုံးနာတော့တာဖတ်တယ်မကြည့်ကိုပေါ်ရပြုတ်ကိုကပြန်ပြီးတော့ပြန်အဲ့ကြေလို့မထင်ဘူးနှုတ်ဝဲနာခုလုံးလိုက်လို့နည်းနည်းလေးဟုတ်တယ်လေနည်းနည်းလေးနော်အဲ့ဒါကြောင့်အခုကလေးတွေကို example ပေးလို့ရတယ်ဘာလဲဆိုရင်ရေကူးတဲ့နည်းနဲ့ example ပေးပါနော်ကျမရေကူးတော့ဆိုလို့ရှိရင်အုတ်ကောင်အရန်ကန်တော့အဲ့လိုနည်းနည်းကိုယ့်ရဲ့လူတူဒီမှာအကြိုက်နေမှာစက်တယ်အဲ့လိုနော်အဲ့ဒါပါလို့ဆိုလို့ရှိရင်ကျမဖြည်းဖြည်းလေးကန်နေရှေ့ကိုဖြည်းဖြည်းလေးလေးရောက်တယ်အားကန်နေအဝေးရောက်ဒါတရားမှုတိုင်းမှာတရားမှုရှိတယ်ဆိုတဲ့ပေါ့ skate ကြီးရဲ့ skate ကြီးရဲ့ပုံလေးကဘုဒ္ဓဘာသာနဲ့ကြည့်ရတာကောင်လေးကပုံလေးဖထုကြီးနေတယ်ပြောလို့ကောင်လေးကဖထုကြီးနေတယ်တစ်ဆက်ပြောမယ်ဆိုရင်ကတော့မှတူရှိတယ်ကောင်လေးရဲ့အလေးကြီးပြီကောင်မလေးချက်များဒါဆိုရင်တေးကြလို့ဒီဘက်ပုံလုံးကကောင်မလေးရဲ့ပုံရွေးနေတာကောင်မလေးကောင်နဲ့ skate ကြီးနဲ့ပြန်ယူပြီးပြန်တွန်းပြီးတော့ပြန်ခွာလိုက်တာစီဟုတ်ပြီနော်တွန်းနဲ့အားချင်းတူနေတယ်ဟုတ်နော်ကောင်မလေးက10ပေလောက်ရွေ့သွားတယ်ကောင်လေးက10ပေလောက်ရွေ့မှာပေါ့ဒီလိုပဲဟုတ်ပြီနော်ဒါကြောင့်သူ့ရဲ့တရားမှုပြီးရှင်လေစင်းနော်လေစင်းလေးစလို့ကျွန်တော်ရဲစင်းပြအောင်နော်လေပေါင်းကန်ပြီးတော့ဆင်းရဒီလိုတနက်ပြတာတော့ခုံလိုက်တာတော့ဒါတွေကတော့ဒီ example မှာပါတဲ့ဥစ္စာပေါ့ပုံလေးတွေကတော့ပြောင်းသွားတယ်ပုံလေးရဥပဒေနဲ့မှာလို့ရှိရင်တက်ဆိုပြီးမှပါတဲ့ပုံလေးကကျွန်မစိတ်တိတ်မလားဒီလိုနော်နော်ဒါကလို့ကြည့်လို့နော်အဲ့လိုလေးပေါ့ကဲကြည့်ရအောင်ဟုတ်ပြီလားလို့ရှိရင်ဒီချက်ပုံစံအတွက်မယ်ဆိုလို့ရှိရင်သူက test မှာရှိတဲ့ပုံစံတွေလေးရာဆိုတော့သူကကျွန်မအောင်မှာဗီလာလေးဖက်စီရောက်တော့လည်းအားမပါဘူးဒီတိုင်းပါပြန်လဲတွေးတော့ဘူးကျွန်တော်တို့ review ပေါ့နော် review နေနဲ့ပြန်လဲတွေးတော့ဘူးတွေးကြည့်လိုက်တဲ့အခါမှာဘာတွေရေးထားပါလဲဘာတွေရေးထားလဲဆိုလို့ရှိရင်ဘာစာရေးတိုင်းရဲ့အဲ့ဒါကိုရောက်တယ်သူကဘာလဲဆိုလို့ရှိရင်ဟုတ်ပြီ F နဲ့ A နဲ့ကဓာတ်ရိုက်ကျိုးကြကြောင်းမှာမှန်တယ်လားဟုတ်ပြီနော်ပြောချင်လို့ရှိရင်နောက်တစ်ခုကကြတော့အရာတစ်ခုကိုအားနှစ်ခုတပြိုင်နက်တည်းအောင်ဆိုရင်နဲ့ဟုတ်ပြီနော်
ဒီရာဝတ္ထုကကိန်းနေအရင်နဲ့ဆက်သွားနေတယ်ဆိုဘာလို့ရရှိလဲဒီကြတော့အားနှစ်ခုဆိုတာပြောသူ့ရဲ့အသက်တင်ရွေးရှားမှုမပေးနိုင်တာတကယ်အားလို့ရှိအသက်အားမရှိတော့အားနှစ်ခုကကြည်ပါတယ်ဒီလိုပြောချက်ပြီးရင် action question တွေရဲ့ပုံက cancel ဖြစ်လာသူတို့ကြတော့ဖြစ်ဘူး different object ဖြစ်လို့ဒီနော်အဲ့ဒါရအောင် keyword မှာကျတော့အင်အားချပေးရမယ် next is တဲ့ force ကိုကြည့်ရမယ် action reaction ပြီးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီမှာတစ်ဖြတ်နာအောင်ကဲခုကျွန်မစမဲ့တက်တာက 3 point နော် gravitational force and internal acceleration gravitation အဲ့ဒီမှာဆက်စမ်းလို့ကောင်းကောင်းသိကြတယ်နော်ဒါပါလဲဆိုရင်ကျွန်တော်တို့ဆက်စပ်ပြောတဲ့ကခေါင်းစဉ်မှာဘာသိရမလဲတဲ့ဟာ net is တဲ့သိရမယ် G ဟာစัจ java လာတော့ universal နော် universal Russell အားကိန်းကြီးဖြစ်နော် Russell ချင်းနဲ့အများစားတွေ့ကြည့်လို့ပြုကြည့်တယ်။ဘာပြောချင်တာလဲဆိုလို့ရှိရင် Russell ချင်းနဲ့ဆိုလို့ရှိရင်သူ့ဘောကိုတက်ရောက်တဲ့အားတွေသူရဲ့ဇနီးရဲ့လို့ဆန္ဒ၊ရွေးရဲ့လို့ဆန္ဒဘုမှာဘိုးကြီးရဲ့ directionality ပြောမယ်ဆို direction အကြီးသေးပုံမှာနော်အကြီးသေးပုံမှာဘူးတည်ရဲဆိုရင်အဲ့လိုပြောရင်ဂျီတန်မိုးကကိုးဆန်လေးလို့ပြောတယ်ဒါဒီဂျီတန်မိုးရဲ့ကိုးဆန်ပြောချင်တာမဟုတ်ဘူးနော်ကျမတို့ပြောချင်တာဘယ်လိုခေါ်လဲဆိုလို့ရှိရင်ဥပမာနားလည်လာပြောမယ်ဆိုလို့ရှိရင်ကဘာတကယ်အဆင်မရှိတယ်ဒီပဲစားဥပမာကျမပြောမယ်ဥပမာဘယ်လိုလုပ်ကတည်းကဘယ်လိုလုပ်ကျိုးနေချီအဲ့ဒီကျိုးလုံးပါဟဲ့ဆိုရအောင်ဂဲလုံးကြီးကြီးကိုဆိုရအောင်ဟဲ့ဘယ်သူကပုံမွန်းနေလဲတဲတဲ့ကောင်ပါဒါကြောင့်ကျမတို့ရဲ့တစ်နှစ်နဲ့ဂျူပီတာတစ်နှစ်ဒူးရေးစားမိလားဒါပဲနော်အဲ့ကြောင့်သူ့ရဲ့ gravitational force ကလေအင်နာဆာတွတ်ထူတယ်သူကြီးရဲ့ဆိုတဲ့ခါလေးကနည်းနည်းချိန်ပြီးမတင်ဟုတ်တယ်နော်အဲ့လိုဆိုလို့ရှိရင်ခုနဂိမ်းတသေးလေးလာတယ်ဂိမ်းကြီးကြီးလေးတယ်မတင်ဟုတ်ပြီနော်ဝေးလို့ဆိုလဲပါတယ်နေလို့ဆိုလဲပါတယ်ကျွန်တော်တို့ကဘာရဲ့တဲ့နေဂျူပီတာတဲ့နေဂျူပီအဲ့ဒါပြောချင်တယ်ဟုတ်ပြီနော်အဲ့ဒါချက်ပြောချင်တယ်ပြီးတော့ gravitational force ကအရာဝတ္ထုတွေအားလုံးပါဖြစ်စေသူ့ရဲ့ဆွဲငင်အတွင်းမှာရှိတဲ့အရာတွေအားလုံးအောက်ကိုပြုချစေသူဒီ direction vibration အဲ့ဒါအတူဘာနဲ့ကိုစားလို့လဲအနှုတ်နဲ့ကိုစားတယ်ဟုတ်ပြီနော်အနှုတ်ဒီ only attractive ဆိုတော့ဘာမှမဟုတ်ဘူးဟုတ်ပြီနော် only attractive ဆိုတော့ဘာလဲနောက်တစ်ခုနောက်တစ်ခါတော့ဒီမှာ constant ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တဲ့ solution သူရဲ့ type ဒီ6.67 into minus 11 meter unit ပေါ့ဟုတ်ပြီနော်ပြန်ပြီး conclusion ဆိုရဲကျမတို့တွေကအခုပြပြချင်တာကတော့ gravitational force နဲ့Newton laws of gravitation ကိုကလေးတွေနေတဲ့အခါမှာ G ဆိုတာဒီစစ်စာဝါဒသုံးကိန်းတွေဖြစ်နေဆိုတဲ့အကြောင်းစစ်စာဝါဒသုံးကိန်းတွေဖြစ်တယ်သူ့ရဲ့တန်ဖိုးလည်းရောက်ရှိနေဆိုတဲ့အကြောင်းပြပြမယ်နောက်တစ်ခုနံပါတ်1ဒီစမ်းခါပုံစံနဲ့ရှိတယ်ဒိုဆယ်နဲ့နျူတန်ရဲ့ဆွဲချက်တွေမှာနော်ဒါတွေကတော့ပြပါတယ်စမ်းနေနော်ရဆွဲအားနဲ့ယူတန်ဤရဆွဲခြင်းဤရမှာဒရတာနှစ်ခုထဲမှာအားတစ်ခုတက်ရနေဆိုရဒီလိုနဲ့ရဆွဲအားပါလေဒရတာအကြီးသေးဖြစ်ဖြစ်ပဲအနည်းဝေးပတ်စံတောင်းမယ်ဟုတ်ပြီနော်အဲတိုးနှစ်ခုကြားထဲမှာအားတစ်ခုတက်ရမှာကျွန်တော်တို့လည်းပြောလို့ပေါ့ဒီကနေ့မှာပြောလို့ရှိလူလူချင်းဆွဲမယ်လူတွေခုံဆွဲမယ်ခုံလူဆွဲမယ်အိမ်ရောက်ရှိမယ်အိမ်ရောက်လူဆွဲမယ်အဲ့ဒါဒရတာနှစ်ခုကြားထဲမှာရှိရဲ့ဆွဲရအောင် pressure လို့ခေါ်တယ်။ဒါဒီဒရတာရဲ့ဒီကျွန်တော်တို့ဆွဲနေတဲ့ပုံစံပြောချင်ဟုတ်ပြီနော်အဲ့ဒီမှာ Newton law ဆိုတော့ M1 M2 တွေပါလာတယ်အဲ့ဒီမှာကျွန်တော်တို့ကတွေ့တာထူးထူးဆန်းဆန်းဒီပုံလေးအောင်ဟောင်းမှာပါအဲ့ဒီမှာ pressure ချင်းတွေ့တာအများကြီးကိုချင်းချင်း opposite direction ရေးထားတယ်ဒါလေးကိုပြောချင်တာကရောင်းလို့ကနည်းနည်းဝေးကြီးကြီးသေးသေး
ကြားမှာအမြဲတမ်းဖြစ်တယ် resource အားရှိတယ်နေတာများတာဒါ equation နဲ့သွားမှာဟုတ်ပြီနော်အဲဒါပါလဲဆိုရင်ကျွန်တော်တို့နေနဲ့ကဘာနဲ့လာမှာကဘာနဲ့ဟိုအကျုံးမှာစသည်ဖြင့်ဒီ driver နဲ့ကိုတာရှိခဲ့ပြီဆိုသူတို့ကြားမှာအားတစ်ခုအမြဲတမ်းတဲ့အဲ့ဒီအားတွေပါလေ resource အားပဲအဲ့ဒီကဖြစ်တယ် universal truth ဖြစ်တယ်ဟုတ်ပြီနော် fundamental law လည်းဖြစ်တယ် gravitational force နဲ့တက်တဲ့ law တွေ fundamental law လည်းဖြစ်တယ်နောက်တစ်ချက်အမှဆိုရင်ဒါကတော့ 1 နေပါရညာလေးပေါ့နော်အဲ့ဒါဒီဒီက m square လို့ပဲဒီမှာဘေးနားမှာ graph ကိုဆွဲပေးတာဒါလည်းဒီဒီကပါနော် square ဖြစ်တဲ့ကြောင့်ဒုက္ခပူတာကအဲ့ဒါဘုရားကရောင်းနေဆိုပဲဦးစင်စောက်ဖို့စင်ပါရှင်းနော်ဟုတ်ပြီအစင် crash ကတ်ပြီးတော့မှပြန်လာတော့မှာတော့ CGS မှာကြည်တယ်ဘူးလားလို့ပြောင်းနေတာဟုတ်ပြီနော် CGS မှာကြည်တယ်ဘူးလားလို့ဒီမှာလည်းကြည်ပြီးမီတာကျုပါကီလိုဂရမ်ဖြစ်တဲ့ကြောင့်မီတာကျုကိုပါပြီစင်တီမီတာကျုပြောင်းခိုင်းတယ်ဒီပြီးကီလိုဂရမ်ပါပြောင်းတယ်ဂရမ်ပြောင်းခိုင်းတယ်ဒါကလေးကိုပါလို့ unit ကိုကောင်းကောင်းနဲ့ပေါ့ချိန်ခိုင်းတယ်သူနားလေတော့ system ကိုပြောင်းလဲပြီးခိုင်းရအောင်လို့အဲ့လိုပြောတာနောက်တစ်ခုကျတော့ဒါလည်းရှော့ကိုရှင်နဲ့ပါပြီးသားပါအဟောင်းမှာပဲပါတာပဲအိမ်မဆိုလို့ဘာလို့ပြောလို့ရလဲ WCT ဆိုတယ်ဒီဒါပြီးပြီးသားဟုတ်ပြီအသုံးပြုပုံမှာဖြစ်တယ်ဒါပြီးပြီးသားနော်ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ဒီရတဲ့ချင်းကိစ္စနော်ဒီရတဲ့ချင်းကိစ္စပြီးလို့ရှိရင်ကျမတို့ရဒီနေ့တော့ဆရာတို့မိလားမသိဘူးဥမောင်ဆက်တယ်လေနော်ဥမောင်ဆက်တော့ဘာလဲကျမတစ်ခါမတော့ကြည့်ဘူးကြောက်လို့ဆိုရင်ကိုယ်လေးငယ်လေးကလေးကလေးမြင်ပြီးတွေ့နေတယ်မှာပါသူစလေးကို ring ကိုမောင်းချူနဲ့တော့လေဂျူအားကြီးလေးကြီးကိုငယ်တော့လေဟဲအလုံးကြီးကိုကိုကြည့်လို့အလုံးကြီးကလည်းကျိုးထုတ်တော့လောကပဲပေါ့နော်အလုံးကြီးကိုပဲကိုမောင်းချီသူဘာမှမဟုတ်အဲ့ surprise လို့ရတယ်တစ်ခါပဲ agent လို့ပြီးတော့သူ့ရဲ့အရှိတဲ့သူရှော့ပါတယ်ဟုတ်နော်ကျမတို့တွေအော်ဘယ်ကောင်လဲဆိုလို့ရှိရင်ဂျိုးတွေသွားတယ်နောက်စားကအကုန်လုံးကဘယ်ကတော့မတူဘူးတော့ကဘာမြေကြီးရဲ့မြေထုရဲ့စွန့်ရလွတ်ထအောင်ပဲသူရုပ်တယ်အဲ့ဒီကဘာမြေကြီးစွန့်ရလွတ်တယ်ဒီဘာလို့လဲနောက်စားကပြုတ်ချတယ်ပြုတ်ချပြီးမှကျွန်တော်ဘာလို့လဲဆိုအဲ့ဒီမှာရှိတယ်လှိုင်းရတဲ့မျိုးနဲ့စီးညွှန်းနေမှာဒီတိုင်းပတ်ပြန်စလာလို့ညံ့မှာနဲ့ဆက်တော့ဒါပြန်စလာလို့လို့flow လေးနဲ့မောင်းစားတာလို့ပါဟုတ်နော် flow နဲ့မောင်းစားတယ်မှာဆွဲတော့လို့ဆိုအစလိုက်ဆိုအဲ့ဒါစလိုက်ဆိုသူတို့ပြောမှာမဟုတ်ဘူးပတ်လန်းထဲမှာလေနေတဲ့အရာအားလုံးစလိုက်ဆိုအဲ့ကြောင့်လာဒီစလိုက်ဆိုအားလေနားလို့ဆိုတယ်အဲ့ဒီစလိုက်ဆိုပါလို့ဂျိုးမဟုတ်သူကတခုကိုပြုတိကျတဲ့လမ်းကြောင်းကပတ် this is considered အဲ့ဒါလားသူကဒီပတ်လန်းကြောင်းမှာသူလမ်းကြောင်းနဲ့သူစီမောပြီးတော့အဲ့လိုပဲအဲ့ဒါဘာလို့ဆိုကြည့်ဘုံအောင်ဆက်တယ်ဆိုရင်အဲ့လိုပဲတစ်ချက်တစ်ချက်ပဲပြင်ဖို့တော့တဘာလို့လဲသူကစီတော့ကျွန်တော်သူ့ချင်တယ်ဘာဟန်လေးလို့သူဝိုင်းလေးကိုပေးလို့နော်အဲ့လိုမျိုးဆရာမရှိလို့ပုံမှန်လေးပြန်ပြီးကိုပေးအဲ့လိုလုပ်ပြီးလို့အဲ့ဒါတစ်ချက်နော်အဲ့ဒါတော့ဘာလို့ဆိုလို့ရှိရင်မပြောလို့ပေါ့အဲ့ဒါမှတော့သူရဲ့ဆက်ကလာ orbit တန်းတူသွားတယ်အဓိကတော့ဒါပြီး fundamental concept ဆောင်ဆက်စလို့ဒီနော်အခြေခံအားမလို့ဆိုရင်လေးမျိုးရှိဒါလည်းသိပြီးသားပဲနော်ဒါလည်းဆိုလို့ရှိရင် new G ပေါ့နော်ဒါတော့ကလေးတွေမှာတွေးစကားတွေပြောတာပါနော်ပြီးတော့မှဒီ BG စကားထွက်တော့လည်းဆိုရင်မျိုးစားလူကြီးထွက်တော့အဲ့ဒါမှဘာပြောလဲဆိုလို့ရှိရင် new G ပေါ့ new G ဆိုလို့ရှိရင်ဒီမှာဘာလို့လဲဆိုရင် NEWG nuclear force electromagnetic force weak interaction gravitational force နော်အဲ့မှာလေသူ့ပြန်အားနဲ့တွေ့ရင်အောက်ရောက်နေပြီးပြော့သွားတယ် strongest force stronger force weak attack ရောဗါလေ weakest force ပြီးတော့မှကျမတို့က range နော် force အားလုံးကဘာပြောလဲဘယ် force မဆိုတယောက်တည်းရန်လို့မရဘူးအနည်းဆုံးနှစ်ခုရှိကျမတို့တွေကတစ်ခုနဲ့တစ်ခုအပေါင်းလို့ range လို့ခေါ်တယ်အဲ nuclear force ကလည်းဆိုတော့ storage ဟုတ်တာပေါ့ nuclear ဆိုတာအဲ့ဒါနဲ့တိုးရှိလို့ခလေးတွေကိုဒါဘာပဲလဲဆိုပြီးမှတ်သားလို့ပြောပြတယ်ဒါဆိုရင်လူကြီးစကားပြောတော့ဟုတ်ပြီနော်အဲ့ဒီမှာကျမတို့က nuclear force ဆိုတာလည်းဆိုအားမျိုးစားလေးခုထိမှာ storage ကိုဖြစ်တယ် strongest ကိုဖြစ်တယ်သူဟာနော်အဲ့ဒီမှာဆိုလို့ရှိရင်သူကဘယ်လေးမှာတက်ရတယ်လဲဆိုရင်
ကဆွဲငင်အားလည်းမပေးဘူးတုံးကအားလည်းမပေးတယ်ယူထွန်ကြီးနဲ့ဘယ်လိုမှမရရှာဘူးအဲ့ဒီမှာထူးဆန်းစွာနဲ့ဘာဝကြီးက nucleus ဖြစ်အောင်အတွက်တွန်းလက်ကောင်ပူးချီထားတွန်းလက်ကောင်ပူးချီတာဖြစ်လို့ဆိုပြီးအဲ့ဒါပူးချီရအဲ့ဒါစွမ်းအင်လို့အားမဟုတ်ဘူးနော်ပြောမယ်ပူးချီရတဲ့ကျိုးရဲ့စွမ်းအင်က nuclear binding energy လို့ခေါ်တယ် nuclear binding energy ဆို nucleus ဖြစ်ဖို့အတွက်ခုနကဆွဲနေမနေတဲ့အမျိုးအစား proton နဲ့ neutron ကိုတစုတစည်းရဲ့ရှိအောင်ကျိုးနဲ့ဖန်ထုတ်ထားတယ်အဲ့ဒါဘယ်လိုလဲချီကျိုး binding energy လို့ခေါ်ဟုတ်ပြီသူတို့ကတခုနဲ့တခုကိုကျိုးနဲ့ချီတာကျမတို့ကိုရက်ခွဲလိုက်ဟုတ်တယ်နော်ဘာဖြစ်လဲသူတို့စိတ်နှံမှုပြိုကွဲသွားစေတဲ့အခါမှာအာအမျိုးအစားထုတ်တယ်အဲ့ဒါမျိုးရဲ့ force ဟုတ်ပြီနော်အဲဆိုရင် nucleus ဖြစ်ဖို့အတွက်ဘာနဲ့ချီအောင်စွမ်းရည်နဲ့ချီအောင်ဒီ nucleus ကိုဘာအတွက်အားထုတ်အဲ့ဒီအားကဘာလဲ nuclear force strongest ဆက်စမ်းပြီးသားနော် strongest ပြီးတော့ electromagnetic force ရှိတယ် AC ရှိတယ်ရှိတယ် AC နဲ့တန်းတဲ့ဂျာတ်မှာရှိတယ် charge particle ပေါ့ charge particle အချင်းချင်းမှာတက်ရောက်တဲ့အားဒီ electromagnetic force ဟုတ်ပြီနော်နောက်တစ်ခု weak interaction weak interaction ကိုသူကဘာရေးထားလဲဆို small elementary particle subatomic particle ပြောချင်တာကခြေခံကြတဲ့အပုံတွေနဲ့ဟုတ်ပြီနော်အမုံတွေနဲ့တင်းငယ်တဲ့အမုံသေးသေးလေးမှာဂျာမရှိရအားနားမလဲတော့ဒီမှာပြရသူ့ရဲ့လူကြီးစကားပြောပြအဲ့ဒီ weak interaction ကြီးနော် weak interaction ကြီးကျွန်တော်တို့ကဘယ်ချိန်မှဖြစ်တယ်လဲဆို beta decay ဖြစ်တဲ့ခါမှာဖြစ်တယ် beta decay ကဘယ်ချိန်မှထွက် nucleus ကိုဖြစ်တယ်အဲ့ဒီတော့ nucleus ကိုတဲ့ခါမှာ beta ထွက်သွားတယ်ပြောချင်တာကသူကအရာတစ်ခုဟာถ้าတော့ nucleus ကပြိုကွဲသွားတယ်ပြိုကွဲတာခါမှာပြိုကွဲအောင်တစ်ခုခုနဲ့လုပ်လိုက်တယ် proton နဲ့ဖြစ်ဖြစ် neutron နဲ့ဖြစ်ဖြစ် nucleus ရိုက်ခွဲလိုက်ခွဲတဲ့အခါမှာမကွဲအောင်ထိန်းသိမ်းတဲ့အာအမျိုးအစားတွေ weak interaction သူကဒီဇိုင်းနဲ့ပြောဘယ်လိုမှမသိဘူးရှိထားပါတော့နားလည်လို့ပြောမယ်ဆိုဒီဇိုင်းပဲပေးမယ်ဆိုဇိုင်းတော့ဆိုင်ပေါ့ဟုတ်လို့လေအိမ်နာစုတစုကပြိုကွဲသွားတယ်အပြိုကွဲဖို့အတွက်လက်ချက်အားလေးနဲ့ဆွဲထားခြင်းဒီအဲ့ဒါကိုသိရရှိသူကသိပ္ပံစကားပြောလို့ဆိုရင် nucleus ကွဲတဲ့အခါဒီကဒီကိဖြစ်တဲ့ beta decay ဖြစ်တဲ့အခါမှာထွက်လာတဲ့အားတွေ weak interaction အဲ့လိုပြောကြတယ်သူက weak interaction ပေါ့နော်အဲ့ဒါကိုပြောတာပါလေသူကဗါလဲဆိုကျွန်တော်ကပြောလို့ပေါ့ကြီးစွာသောပေါက်ကွဲမှုဖြစ်မှာ nucleus ကွဲမယ် nucleus ဖြစ်ရဲ့မှာအဲ့ဒီကမှာ alpha beta gamma ထွက်လာမယ်အဲ့ဒီ alpha beta gamma ၃မျိုးတွေရမှာတစ်မျိုးဖြစ်တဲ့ beta decay ဖြစ်တဲ့အခါမှာအားမျိုးစထုတ်ထွက်လာအဲ့ဒါ weak interaction နောက်တစ်ခုကျတော့ဗါလဲဆို G gravitational force ကိုလည်းparticle having less ဓာတ်ရှိတဲ့နေရာတွေအားလုံးမှာတဲတယ်ဒါဆိုရင်ကျွန်တော်အောက်မှာလည်း strong force က bind တဲ့ nucleus အဲ့မနော်ခြေထောက်ထားတယ် electromagnetic force by atoms ပြီးတော့နောက်တစ်ခုက weak force in radioactive decay ဒီလိုမျိုး PRDK က radioactive decay ပဲလေဟုတ်ပြီနောက်တစ်ခုကျတော့ gravitational force by the solar system ဘာနဲ့ပြောတာခြေထောက်နဲ့ပြောတာဒါဆိုရင် nucleus ဖြစ်ဖို့အတွက်လိုအပ်တဲ့အားမျိုးစား nuclear force ပြီးရင်ဒီစစ်ချက်ချင်းစွန့်နေချပြီးတော့ဘာဖြစ်လဲအတက်အစစ်ရောက်လာလို့ရတယ်လေ electromagnetic force ပြီးရင် nucleus တွေပြိုကွဲသွားတော့ radioactive decay ဖြစ်တဲ့အခါမှာတင်းခဲ့တဲ့အားမျိုးစားတွေထွက်လာတယ်ပါလေ yes ဒါ weak force အဲဆို solar system ကမှာရှိနေတာပဲလေ gravitational force အဲဆိုကျွန်တော်တို့ဒီပိုင်းကနေရဲ့စွမ်းရည်ဟာသူ့ရဲ့တန်လမ်းလွတ်ထွက်လာတယ်ဆိုတော့ gravitational force ဟုတ်ပြီနော်ဟုတ်ပြီခုဆက်မယ် friction plus friction ပေါ့ friction ဆိုတာကလေးတွေပြောလိုက်လို့ရှိရင်ပုံမှုအားလို့စီစဉ်ပါဒါပေမဲ့ပုံမှုအားဆိုရင်ပုံမှန်အားရှိလို့ကျင်မဟုတ်ဘူးနည်းနည်းလေးကို touch ဖြစ်တဲ့ဟာကိုပုံမှန်အားရှိဟုတ်ပြီနော်နည်းနည်းလေးကိုကဘာလဲဆိုရင်ထိတာနဲ့ဒီကပုံမှန်အားရှိအားတစ်ချက်န
တွေကျွေးစားမှုကိုခုခံပြီးတော့ဝတ္ထုတွေအချင်းချင်းထိထားခြင်းအပြင်တဲ့၎င်းတို့ကြောင့်ပါရှိတယ် friction force ထိရုံနဲ့ထိရုံနဲ့နော်ဥပမာဆိုလို့ရှိရင်အဲ့ဒီ friction force ကလေ real force နဲ့အမြဲတမ်းစဉ်းစားတယ်။ညာဝတ္ထုကရှိတယ်နော်။သူကအမြဲတမ်းရှေ့ကိုသွားတာ3 newton နဲ့သွားတာသူ့မှာပါရှိတယ်။ -3 newton friction force အဲ့ဒါကျွန်တော်တို့ဘယ်နဲ့ဒီပါဘူး။ဘယ်တော့ကျွန်တော်တို့ဘယ်နဲ့ဒီပါဘူး။အဲ့ဒါဆိုရင် friction ရှိတဲ့ကြောင့်ဒါလည်းသူပြောမယ်ဆိုလို့ရှိရင် inertia ကိုသူကမိခေါ်ရတာပဲလေဟုတ်တယ်မလားကျွေးစားတဲ့အရာကိုရှေ့ကိုပြေးစားကိုကမင်းလေးရှားခြင်းနဲ့စက်ကြတာ adjust ကိုရှိနေတာဘုံအဲ့ဒါကလေ precision လို့ဆိုဒီချက်နောက်တစ်ခါတော့ပါလဲဆိုဒီမှာပြောတယ်သူ့ရဲ့ example လေးကလေးတွေကိုရှင်းပြတယ်ဒါလည်းဆရာဆရာမတို့သိတဲ့အဟောင်းတွေနော်သူဆိုလို့ရှိရင်ကဘာမြေကြီးပေါ်မှာလူတယောက်လမ်းလျှောက်နေတယ်ဆိုတာကလည်း precision လို့ဆိုဟုတ်ပြီလားတသားလေးကိုတန်ရိုက်ကြတာလေ precision လို့ဆိုဟုတ်ပြီတားမာရင်မာတော့တန်ရိုက်တာခက်တယ်တော့ပြီးတော့ပါလဲဆိုရင်ကျမတို့တွေလေရင်ဘက်မှာရှိတဲ့ကွန်ဗေယာဘတ်နော်ပစ္စည်းတွေနဲ့တူတူထွက်သွားတယ်ပြီးတော့ကျမတို့ကပစ္စည်းတွေနေမှာလာရေးရအဲ့လိုမျိုးပေါ့အဲ့လိုတွေမှာလဲဆိုလို့ရှိရင် rotate လုပ်တဲ့ဥစ္စာတွေမှာပူလီတွေမှာဘာဖြစ်လဲဆိုပူလီတွေရဲ့နော်စက်တီးတွေရဲ့ဘိန်းလေးတွေမှာဘာဖြစ်လဲ friction ရှိတာလေပြီးတော့မှအဲ့ဒီ friction မှာမျိုးပွဲတယ် elastic force နဲ့ gravitational force မျိုးပွဲအဲ့ဒီဥစ္စာကိုကျမတို့နောက်ချက်တော့အသေးစိတ်ပြန်လို့ဒါတော့အစ်စ်အနေနဲ့ပါလာဒီတော့အမီးရောက်ပဲပါခုဆိုလို့ရှိရင်လေးညာဆွဲပြရတဲ့ပုံလို့ပြရတာကျောင်းကဘာမှမရှိနေကြောက်တုံးအဲ့လိုပုံစံနဲ့ဘယ်လိုဆိုလို့ရှိရင်နည်းနည်းလေး basic ပို့တယ်နော်အဲ့ဒါဥစ္စာကိုအဲ့ဒါခိုင်းကြမှာပြောတယ်သူကဘာလဲဆိုရင်ကျွန်တော်တို့ရသွားပြီပြီးတော့ machine ဆိုတဲ့အကြောင်း machine တဲ့အခါမှာလည်းသုံးစံတယ်အလုပ်ပြများအောင်ဒီလေးလေးပစ္စည်း machine လို့ပြောရမယ်နောက်သားသုံးနွားလေးရတယ် machine လေးဟုတ်တယ်နော်အဲ့ဒါပြီးတော့ကျမတို့တွေကဘာလုပ်လဲဆိုလို့ရှိရင်ဒီကဟုတ်ပြီအဓိကတော့ဆက်ကကလေးတွေကိုဘာလုပ်ပေးရမလဲခဏပြီးအားတွေကိုတနိုင်နေရနော်ဒါလည်းဆိုလို့ရှိရင်ပုံလေးတွေဆွဲပြလို့ရှင်းပေးပါခုနကစာမျက်နှာ33မှာရှိတဲ့ပုံလေးတွေပေါ့ပုံလေးတွေဆွဲလို့ရှင်းပေးပါပေါ့ပြီး example လေးတွေရှင်းပေးပါပေါ့နော်ပြီးလို့ဆိုလို့ရှိရင် frictional force ကိုအကျဉ်းမှာပစ္စည်းတွေထားကလေးကိုပြောမျက်နှာနဲ့ခုထိပြီလားဟုတ်ပြီနော်မျက်နှာခုထိပြီလားကျန်နေရတာလည်းပစ္စည်းကနေကျန်မျိုးအားလို့ရှိတယ်ကျန်နေရတဲ့ပစ္စည်းတွေအားရှိတယ်အဲ့တော့သူ့ရွေးအောင်လိုက်ပါဖြစ်တယ်သူရွေးမေးလို့ဆိုဆန္ဒမရှိတဲ့ဆိုသူဘာဖြစ်လဲသူ့အတည်းအားရှိသူ့နဲ့ရွေးရတယ်အဲ့မှာ against ကိုပေါ်လာတယ်အဲ့ဒီ against ကိုဒီလေ frictional force ဆက်ချင်အားဟုတ်ပြီနော်အဲ့ဒါလေးကိုလုံလာလေးကိုကဘာလဲဆိုကျန်မျိုးမှာတသားလုံးလုံးချတော်လေးလေးရဲ့ပုံချလာချအဲ့လိုမျိုးပြောလို့ရှိရင်ဘယ်သူက frictional force ကိုများတယ်ဒါကျန်မျိုးပေါ့အဲ့လိုမဟုတ်ဘူးဟောပါကိုကကျောင်းမှာမြေကြီးရှိတယ်ဆိုတော့မြေကြီးမှာဆင်းပြီးတော့မျိုးကဲလို့ကျွန်တော်တို့ဘိန်းမပါတဲ့ကြောင့်သူဆွဲခဲ့တာတော့အဲ့ဒါကိုခတ်ပါလေအဲ့လိုမျိုးပဲနော်ဒါ frictional force အဲ့ဒီ frictional force ကလည်းဘာကိုသွားပြီးဆရာမတို့ချင်းနေဆိုပြီး mechanical advantage ကိုသွားချင်းတာလေဟုတ်ပြီနော်ဘယ်လောက်ကောင်းဘာလဲဘယ်လောက်ကားမျိုးစားကောင်းတော့တအားလမ်းကျန်လုံးလုံးရတော့ဟုတ်တယ်နော်ဟုတ်ကဲ့ကျွန်တော်ဆိုလို့ရှိရင်အဲ့ချင်းဒီဟာခါမျိုးတိတိသွားတာကျွန်တော်တော့လာသုံးပုံနှစ်ပုံလောက်ပြီးဒါတော့6မိုင်ကြီး9နိုင်သွားနော်6မိုင်ကြီး9နိုင်သွားတော်ကြီးကိုပြစ်နော်ဒီကနေဘကိုဆိုချုံးလာပြီဟုတ်လားနိုင်50လောက်ရှိတဲ့ဘကိုကျွန်တော်တို့တနာရီဘောလောက်ပဲမောင်းတာအများဆုံးနော်လမ်းချင်းကောင်းပြန်45မိနစ်မောင်းသွားလို့ရှိသေးတယ်အဲ့လိုဆိုလည်းပြောကြကျွန်တော်တို့ရဲ့စိတ်တိုင်းနဲ့ဘယ်လိုသွားကြည့်ပြန်လဲ frictional force တွန်းအဲ့ဒါဒီအဲ့ဒါ frictional force ကဘာလဲဆိုရင်လည်းကျန်တာမျိုးချောလာမျိုးအကုန်လုံးချစ်ဆန်နေတာပဲဒီချက်ပေါ့နော်ဒီချက် frictional force တွေပြီးတော့ final မှာတော့အဲ့ဒီ frictional force မှာလေကျွန်တော်တို့ elastic force နော် elastic force frictional force elastic force က mechanical force တွေ final force ပြောပြတာလေခုနက frictional force ကဘာပြောလဲဆိုရင်ဒီကျန်တာလူတော်မှာမိုးဒီပြီးတော့အကျိုးကပြောင်းလေးစွန့်ရပေါ်မိုးဒီအကျိုးကပြောင်းလေးပြီးတော့အင်အားချက်ပေါ်မိုးဒီအကျိုးကပြောင်းလေးအဲ့တော့အနည်းငယ်ကောင်ဆိုရင် concept မရှိဘူးလားအဲ့တော့သူဒီက frictional force မှာပါပါလားပါဘူးဒေသလေးကျန်တာပြောတယ်သူဘာလို့ခေါ်လဲ mechanical force ပဲမှာပဲသူရှိဟုတ်နော်အဲ့လိုတက်ပတ်လို့ပြန်လို့ရှိရင်အဆင်ပြေနောက်တစ်ခုအဲ့ဒီကတော့ gravitational force ကပြရတယ်ဒေသလေးကိုရှိမြင်ရတာဖြစ်စေမမြင်ရတာဖြစ်စေ
ဖြစ်စေတေးကြီးနီးဝေလူတစ်ကောင်ကြမှာဒေါသအချင်းချင်းဆွဲနေတဲ့အားရှိဒါလည်းဒီပါတယ်ဖန်လည်းနဲ့ဖို့ဆိုတယ်ဟုတ်ပြီနော်အဲဆိုရင်ကလေးရဲ့အုံတော်မှာတစ်ခုတည်းနဲ့ဒါအမြဲတမ်းမှန်တာဒါအမြဲတမ်းမှန်ဘူးလားဆိုရင်တိတိမျိုးလေးကိုထည့်ပေးလို့ရတယ်အမြဲတမ်းတော့ဒီလိုမှာချိန်ခံကြလားမကြလားဆိုပြဿနာပဲရှိပြန်ရောဟောအစင်ကြီးနော်အကုန်လုံးလည်းတက်ဖြစ်နေလို့နော်โอเคဒါဆိုလို့ရှိရင်အဲ့ဒီမှာနော်အဲ့ဒီမှာဝတ္ထုအញ្ញံတော့ဟာတဲ့ထိပြီးပုတ်တက်နေလို့နည်းနည်းလေးချုံးပွေမှုစုလက်အရှင်းလင်းမှုပြန်လာရင်အခုမှမကြည့်သေးဘူးဒါတက်အောင်ပါပြီလားဟုတ်ပြီအခုကျွန်တော်တို့ကဘာကြည့်ပြီးသွားမလဲဆိုရင်ခေါင်းစဉ်အသေးလို့3.2ပြီးသွားပြီဒီမှာခဏနာ